Hello, welcome to Batam, Indonesia. We are ready to go MER 25. မင်္ဂလာပါခင်ဗျာဒီတစ်ခေါက်မှာတော့ Couples for Christ စင်ကာပူကနေပြီးတော့ကြီးမှုကျင်းပတဲ့ Marriage Enrichment Retreat ကိုတက်ရောက်ဖို့စင်ကာပူနိုင်ငံ Harbourfront Ferry Terminal ကနေပြီးတော့ပင်လယ်ရေကြောင်းခရီးနဲ့ အင်ဒိုနီးရှားနိုင်ငံဘာတမ်ကျွန်းကိုထွက်ခွာကြမှာဖြစ်ပါတယ်စိတ်ကမ်းကနေခွာပြီးမကြခင်မှာစင်ကာပူနိုင်ငံရဲ့အထင်ကြီးနေရာတချို့နဲ့ Marina Cabral Bay Sentosa ကျွန်းလိုနေရာမျိုးကိုပင်လယ်ဘက်ကနေလှမ်းမြော်ကြည့်ရှုရတာတမျိုးလေးကြည့်လို့ကောင်းလှပါတယ်ရှာတီဝူသားရတဲ့အတွက်လေပြင်းနဲ့တူလှိုင်းချက်ခွက်လေးတွေသင်္ဘောသွားရတစ်လျှောက်ရေမှုန်ရေမွှားတွေပင်လယ်ပြင်မှာသွားလာရွေ့ရှားနေတဲ့သင်္ဘောတွေကြောက်ချရနာနေတဲ့မျိုးစုံတဲ့ရေရင်တွေကျွန်းငယ်တွေကိုကြီးစုငေးမောရင်းနဲ့အမြန်ရေရင်ခုန်မောင်းချိန်တနာရီမပြည့်တပြေမှာအင်ဒိုနီးရှားနိုင်ငံဘာတမ်စင်တာဖယ်တာမနယ်ကိုချောချောမောမောရောက်ရှိလို့လာကြပါပြီကျွန်တော်တဲ့ခွန်မဲ့Winda Panbil Batam Hotel ကနေပြီးတော့လာကြိုတဲ့ဘတ်စကားကိုမိနစ်20လောက်စီးပြီး hotel ရောက်တဲ့ချိန်မှာတော့ညနေပိုင်းဖြစ်နေပါပြီကျော်လာလေအင်ဂျီဒီမှာစီ safe box I see. And you have tea and then coffee. Yes, mini. ဒီမှာမီနီဘာပေါ့နော် So nice, beautiful. It's like oh. ဝါလာရတာတော့အုပ်မောင်းကောင်းတင်ပြမှာတိမ်ဖြူဖြူနဲ့ဟိုရေအိမ်ကြီးပဲရေအိမ်ကြီးပဲကာလန်ဒီဟိုတယ်ကြတော့တောင်ကုန်းပုံပါရှိတယ် ပေါ့နော်ဟောဒါရေကူးကန်ဒီအပန်းဖြေလေးဟို holiday ဘာလို့ရှိရင်တွားကြပါအရန်ပျော်စရာကောင်းပါတယ်သူတို့ဒီ hotel မှာဆိုရင် 5 star ပေါ့နော်ဒီ hotel မှာဆိုရင်အရန်တန်တယ်ပစ္စည်းစုံရှိတယ်ပေါ့နော်အင်ဒိုနီးရှားဖြစ်ပါတယ်ရှင်ဘတ်တမ် right yesညသာတာယာအေးချမ်းစွာနဲ့အိတ်ဆက်အနားယူပြီးတော့မနေ့ကင်းနိုးထလာကြတဲ့အခါမှာတော့မိုးစင်စင်လေးလို့နေပါပြီဒီနေ့တာအတွက်လိုအပ်မဲ့ဟာတွေကိုပြင်ဆင်လို့အပြီးမှာတော့မနေ့စာစားဖို့ခမ်းမထဲကိုရောက်တဲ့ချိန်မှာအိုးအစားတော့တွေကမျိုးစုံလို့တော့ဘာစားမယ်မှန်းတော့မသိတော့ဒါနဲ့ပဲကျွန်တော်တို့ပုံမှန်စားနေကြထမင်းပဲစားဖြစ်တော့တယ် special breakfast breakfast စားနေပါတယ် breakfast အတင်းနဲ့ကြရရှိရှိပါမကျွန်တော်နဲ့ဒီရီတာကဖျားတခင်ရဲ့ကျေးဇူးတော်ကြောင့် service team မှာလည်းပါဝင်ခွင့်ရခဲ့တဲ့အတွက် documentation ပိုင်းမှာလှုပ်ဆောင်ရပါတယ်မနေ့ကင်းတင်တဲ့အဖွင့်ဆူတောင်ဝိပုတ်ကြီးဆိုတော့ချင်းမွန်းကြပြီးတဲ့ချိန်မှာတော့
အမီယာရူဝမ်တင်တန်းကိုတက်ရောက်ကြပါတယ်ညနေပိုင်းမှာကျွန်တော်တို့အားလုံးမြစ်စာတရားနာယူကြပြီးတော့ညနေစာကိုအုပ်စုနဲ့ကိုစားတော့ကြရပါတယ်ညစာအပြီးမှာတော့တင်တန်းတက်ရောက်လာတဲ့သူအားလုံးနဲ့ service team မှာပါဝင်သူအားလုံးကနေပြီးတော့ fellowship night မှာပါဝင်ဖျော်ဖြေကြရပါတယ်ဒီလိုနဲ့ဒုတိယမြောက်နေ့လည်ခင်းမှာတော့တင်တန်းပြီးဆုံးသွားပြီးတော့တင်တန်းမှာပါဝင်တက်ရောက်ကြတဲ့သူတွေအားလုံးကနေပြီးတော့ကျေးဇူးတော်ကိုချီးမွမ်းကြတယ်စုပေါင်းတပုံရိုက်ကြတယ်နေ့လည်စာတော့အပြီးမှာစင်ကာပူနိုင်ငံကိုပြန်လာခဲ့ကြပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်